ချိုတယ်ဆိုကဒီလိုလက်ကင်ဟုတ်လားဆိုးလားတကယ်ဆိုတော့မြည်ကြီးကိုမြည်ကြီးစမ်းတက်ဖို့ခုမှပဲစမ်း အေးခုကစမ်းတာတော့ငါပြုတ်ပြီးတော့စားရချိုးတယ်ချိုးရသူကချိုးလားကိုချိုးရနော် ဒီဖူးရနေတော့မဟုတ် တော်တော်ချိုးရဟုတ်တယ်ဒီလောက်တကြီးလောက်မြည်ကြီးပါအောင်ချိုးရပြောတယ်ဒါတော်တော်ချိုးရတဲ့ဘလို့ချင်းနေရှိလဲ ချိုးပါတယ် တော်ချိုးရနော် ချိုးပါတယ် ကြည့်ရဆိုတာလေ ဟုတ်ကုန်မယ်ဒီပြောင်းမှုလို့ ဘလို့ချင်းနေရှိလဲ တွက်ချိုးတယ် တော်တော်ချိုးရနော် ချိုးတယ် တော်တော်ချိုးရဟုတ်ပြီအဖူးလေးထွားရနော် ဖူးရထွားတယ် ဖူးလေးထွားအစေးဆန်လေးအောက်ထီကိုရောက်တယ်နော်တော်တော်လေးပြည့် ထိတ်ကိုတက်ပြေးတာ ထိတ်ကိုတက်ဖြစ်တယ်နော် စိတ်ကိုချိုး တော်တော်စင်းနေဘလို့လဲကိုချိုးလားချိုးလားချိုးတယ်များရနော်ဟုတ်ကဲ့တော်တော်ချိုးရ ဝင်းနိုင်ရောက်ချိုးရနော်တော်တော်ချိုးရနော်ခဏနေပါကြောက်ကြစပါဟာအေးကြီးอ่ะချိုးရတဲ့တော်လေးစိတ်ပဲမြည်ကြည့်လိုက်အောင် မတူဘူး ဒီတိုင်းကြိုက်ထားတယ်မှာကိုကြီးတိုင်းကြိုက် ဘလို့ချင်းနေရှိတယ်ကိုချိုးလားကျွန်တော်ဒါ3ကို3ကျွန်တော်နေလာဝဲကုမ္ပဏီကထုတ်တာကျွန်တော်ချိုးရနော်အစိမ့်လောက်မှတော့ချိုးရအနေထားရှိရโอเคဟုတ်ကဲ့ လာမင်းကကျွန် တော် တော် တော်လေးထွားရတာ ပေါ့ တော်လေးထွားရတာနော် ရေမကောင်းဘူးတော့မှလည်းဘူးကောင်းတယ်အားလုံးကြိုက်ပါ ကျေအဲ့ဒါအောင်မြောင်းအောင်မြောင်း လာမင်းကတော့မင်းနည်းနည်းဦးနေပြအောင်ချင်းညောင်းလို့ စင်မီအောင်ရပြည့်အလုံးလောက်ရှိအောင် ပြောတယ်တော်တဲ့နဲ့လောက်တည်းဟိုဟာချနေတယ် ဒီမကြီးလက်မကင်ထားရတာလေးပြပေးလိုက်တော်တော်တော့နော်တော်တော်ကြီးကြီးပြရအောင်နော်အနေနဲ့ 160ပဲဆန်တယ်တဲ့အိမ်မှာ လက်တော့ တေး160 မိုက်တော့ဟိုဒီလောက်ရောက်ပြီတော့နော် โอเคโอเค တေးစိတ်ကလည်းတက်တာအထွန်းနှုံးလည်းကြီးအခုလည်းကြီးချိုလည်းချိုရတော့နော် မျိုးစီတော့တော့ချပေးလို့ကြတော့ကိုမလေးမရှိတော့ဘူးဆိုရင်အဲ့ဒါတော့ချပေးတာအဲ့ဒါဟုတ်ကဲ့ဟုတ်ကဲ့ ပါအဲ့ဒါ အောက်ကဘူးမှာဒီကောင်ကငယ်တုန်းကဆိုချင်းချင်းလေးတွေချင်းချင်းလေးဟိုဒီနှစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါယာစီပြတ်တယ်နော်ဟိုယာစီပြတ်လို့ရှိရင်လည်း view စားရမယ်ပြီးရင်ဒီနေတအားပြင်းတဲ့ချိန်မျိုး view စားပုံလေးတွေထွက်သွားတယ်လေမိုးရွာလို့ရှိရင်အဲ့ဒီမိုးရေကအဲ့အမုံလေးတွေကိုလုံးပစ်လိုက်တယ်အဲ့အမုံလေးလုံးပစ်လိုက်တော့ဝုံမုံကကောင်းကောင်းမကူးတော့ဒီဘောကကြွေကြမဲ့ဝုံမုံကဒီအောက်ကဒီမိခါပေါ်မကြတော့အဓိကကတော့ဒီဟိုပါပေါ့နော်ဒီဝုံမုံကူးတဲ့အချိန်မျိုးမိုးပြင်းမိရင်ဘယ်ပြောင်းမှမကြိုက်ဘူးကျွန်တော်တို့ပြောင်းမှမဟုတ်ဘူးနော်ဘယ်ပြောင်းမှမကြိုက်ဘူးဘာလို့လဲဆိုဝုံမုံကူးတဲ့အချိန်ကျွန်တော်ပြောလို့မိုးရွာရင်အဲ့ဒီဝုံမုံလေးကလုံးသွားတာမိုးရင်နဲ့ဆိုလုံးသွားတာလုံးသွားရင်ကောင်းကောင်းဝုံမုံမကူးနိုင်ကောင်းကောင်းဝုံမုံမကူးရင်ဘာဖြစ်မလဲဆိုကိုယ်သေးချဲတွေထွက်မယ်အကြောက်တန်းစီတာတွေလွတ်မယ်ကိုယ်သေးချဲတွေထွက်မယ်ဒါပေမဲ့ကျွန်တော်တို့မျိုးရဲ့အားတာချက်ကဒါဟိုကိုနိုင်တို့ဆိုလို့ရှိရင်လည်းတိမှာပါကျွန်တော်တို့တခြားမျိုးတွေဆိုရင်ဒီအပေါ်ကဒီနှံသာကြီးကထွက်ပြနေပြီအောက်ကအဖူးကလက်ခံမဲ့ဟာမပြသေးဘူးဘယ်လိုရှာထိုးနေတုံးရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့မျိုးမှာဒီအပေါ်ကောင်ကအဖူးအောင်နေဘာလို့လဲဆိုတချို့ဒီမှာဒီလိုတဖူးလာတယ်လေဒီလိုနေထားလာရင်တောင်မှသူကဒီပေါ်ကြမယ်ဒီဝုံမုံပေါ်ကြမယ်ဒီဝုံမုံပေါ်ကြမယ်ဆိုရင်နှစ်ဖူးလာဒီလက်ဒါကမြေနည်းနည်းလေးမြေကုန်မောက်တဲ့နေရာမျိုးမို့ကျွန်တော်တို့အပင်အရက်ကလည်းနည်းနည်းလေးနှိမ့်သွားတချို့နေရာဆိုကျွန်တော်တို့6ပေကျော်တယ်အပင်အရက်မြင့်ကလေပြီးရင်ဒီမှာအဖူးတွေနည်းနည်းလိုက်ကြည့်ဒီအထဲကအဖူးတွေလိုက်ကြည့်ရင်ဒီကောင်လေးဆိုရင်အဖူးတဲ့နေရာကျွန်တော်တို့ဒီခါးနားလောက်လာဖူးတယ်တချို့မျိုးကကြတော့ဒီလိုအောက်လေးမှာဖူးကြတယ်လေမြင်ဘူးလားတချို့မျိုးတွေမှာအောက်မှာပဲဖူးတာဒါပေမဲ့အဲ့ဒီဘက်မှာတော့ထုံးတယ်မရှိလို့ကျွန်တော်တို့ဟိုဘက်မှာဆိုရင်သူကအောက်အဖူးနှိမ့်လို့ရှိရင်အဲ့အဖူးကိုခွေးထားတယ်ခွေးဆွဲတယ်သိမလားခွေးကတချို့ခွေးပါတဲ့ခွေးဆိုလို့ချင်းအပင်ကိုတိုက်ချိုးပြီးမှထားတာအဖူးကဒီလိုမျိုးမြင့်နေလို့ချင်းသူတို့တောင်းတန်မထားဘူးအောက်အဖူးအရန်နှိမ့်သွားလို့ခွေးထားတယ်ဒါကျွန်တော်တို့မျိုးရဲ့အားသာချက်ပဲတက်တန်းတူတယ်ခုနကကိုနိုင်ပြောတာဒီမှာတက်တန်းတူတယ်ကျွန်တော်တခြားမျိုးတဲ့ဆိုင်ရင်8ရက်10ရက်ဆောပြီးတော့ခုတ်ရတယ်သုံးပုံတွေတော့မှလာဆိုင်ကမှလှူလုံးနေရတယ် ကျောင်းမလေးတယောက်တစ်ခုလက်ဆောင်ပေးလိုက်ပါတယ်လို့နော်ကျွန်တော်မှကုမ္ပဏီကလာပြီးတော့မှ ပေးရခင်းရပေးရ ကွဲလာလောက်တာဖြစ်ပါတယ်